free အကြောင်းပြောရမယ်ဆိုရင်ကျွန်တော်အမြင် early game မှာအရင်ကျန်တဲ့ fighter တစ်ကောင်ပါ free ကို goal lane မှာထိန်းဖူးတဲ့လူတွေဆိုရင်သိမှာပါlevel 1 2နဲ့တောင်မှ trade လာလို့တက်ကြတယ်ဘာလို့လဲဆိုတော့ free ရဲ့ passive ကြောင့်မှာ scale သုံးတဲ့အချိန်တိုင်း damage တိုးပြီး basic attack ကိုပို့ပြီးပြင်းထန်ထန်တိုက်ခိုက်နိုင်လို့ပါ level 4ရောက်ပြီး ultimate ပွင့်ပြီဆိုတာနဲ့လိုက်ချလို့ရပါပြီရှိလဲရတယ် damage လည်းတိုးတယ်အဲ့ဒီချိန်မှာမထိန်းနိုင်ရင် K တွေပေးရတတ်တယ် free ရဲ့အားသာချက်က 1vs1 မှာဆိုရင်မကြောက်ဘူး inspire နဲ့ဆိုရင် damage ကတော်တော်လေးကိုကျန်တယ်ဒါပေမဲ့အားနည်းချက်လည်းရှိရနော်စစ်စီများတဲ့ hero တွေနဲ့တွေ့ရင်လှုပ်လို့တော့မရဘူး stand မိရင် combo လည်းမထွက်နိုင်ဘူးအဲ့ဒါကြောင့်မို့ free ကစားမယ်ဆိုရင် early game ကိုအသာစီးနဲ့ဆော့ပြီးပွဲကိုစောစောအန်တက်ဖို့အရေးကြီးပါတယ်အကယ်၍ enemy ဘက်က free ပါလာပြီဆိုရင်လည်း early game ကို K မပေးရဖို့အရေးကြီးပါတယ်K ရရပြီးအရင်ကြောင်းရမယ်ဆိုရင် mid game မှာ free ကိုထိန်းဖို့အရင်ခတ်သွားပါလိမ့်မယ်ကြောက်မြင်ရတော့ free ကပွဲအခြေအနေပေါ်ကြည့်ပြီးလိုက်ကြုံမယ်ဆိုရင် tin ကိုကောင်းကောင်း carry ပေးနိုင်တဲ့ hero တစ်ကောင်ပါ brother တို့ထဲမှာတော့ free ကန်ရတာကိုကြိုက်တဲ့လူတွေရှိလား bro မြင်ရော comment မှာရေးသွားလို့ရပါတယ်ခုလိုဗီဒီယိုမျိုးလေးကိုသဘောကျရင်နောက်ထပ်ဗီဒီယိုလေးတွေအတွက် follow လေးနဲ့ကူညီပေးခဲ့ကြပါဦးဗျ